မနဲ့အိယာကနိုးလာတဲ့အခါသူ့မှာမျက်နှာမရှိတော့ပါဘူးသူကကြိုးတစ်ချောင်းကင်ပြီးနယံဘက်သို့လှမ်းသွားပြီးတော့ပြုံးနေတဲ့မျက်နှာကိုရွေးယူလိုက်တယ်ပြီးတော့ဆိုင်ကိုရေဝယ်ဖို့သွားပါတယ်ဒါပေမဲ့ဆိုင်ရှင်ကသူ့ကိုအလွန်ရိုင်းပြစွာဆက်ဆံခဲ့တယ်သူကဘာမှမပြန်ပြောဘဲအလုပ်သို့ဆက်သွားခဲ့တယ်လမ်းမှာလူတစ်ယောက်ကသူ့ကိုဝင်တိုက်ခဲ့ပေမဲ့သူကပြုံးနေသေးတယ်သို့တော့လမ်းပေါ်ကလူတွေကသူ့ကိုမလေးမနက်နဲ့ကြည့်နေကြတာကိုသတိထားမိတဲ့အခါသူ့ရဲ့အပြုံးပျောက်ကွယ်သွားခဲ့တယ်ဘတ်စကားတက်ဖို့စူးစမ်းချိန်လူတွေကတွန်းထိုးကြတယ်ဘတ်စကားထဲဝင်နိုင်ခဲ့ပြီးနောက်လဲလူတွေကဆက်ပြီးမျက်နှာတက်တက်နဲ့ကြည့်နေကြတယ်အဲ့ဒီအချိန်မှာမိန်းကလေးတစ်ယောက်သူ့ကိုပြုံးပြခဲ့တယ်သူလည်းပြန်ပြီးပြုံးလိုက်တယ်ဒါပေမဲ့ဘတ်စကားထဲကလူတွေကအမျက်တကြီးနဲ့ကြည့်လာတာကြောင့်သူ့အပြုံးထပ်မံပျောက်သွားပြန်တယ်အလုပ်ရောက်တော့မန်နေဂျာကနောက်ကျလို့ဆူတယ်သူအလုပ်လုပ်နေချိန်မှာပဲလုပ်ဖို့ကိုင်းပက်တစ်ယောက်ကစိတ်ဆူပြီးပင်တစ်ချောင်းကိုသူ့စီပစ်လိုက်တယ်စာနာမရှိတဲ့အပြုတ်မှုကြောင့်သူစိတ်လဲလှယ်သွားခဲ့တယ်သူ့မျက်နှာကလုံးဝစိတ်မကောင်းဖြစ်နေတဲ့ပုံစံဖြစ်သွားတယ်အိမ်ပြန်လမ်းမှာလူတစ်ယောက်ဝင်တိုက်ပြီးပြုံးပြခဲ့ပေမဲ့ဒီတစ်ခါတော့သူမပြန်ပြုံးနိုင်တော့ဘူးအိမ်ရောက်တဲ့အခါသူကမျက်နှာဖုံးကိုချုပ်ပြီးနေရန်ပေါ်ပြန်ချိတ်လိုက်တယ်အခုတော့နေရန်ပေါ်မှာကြန့်ရှိနေတာမျက်နှာဖုံးတစ်ခုတည်းပျော်ရွှင်တဲ့မျက်နှာဖုံးတစ်ခုသာဖြစ်နေခဲ့ပါတယ်